လူချင်းချင်းနိုင်ကြည့်ကြတာဖိနှိပ်ကြတာဒါပုံစံမျိုးမျိုးနဲ့နေရာတိုင်းမှာရှိနေပါတယ်ဒါကိုဘလို့မှပြောင်းအောင်လုပ်လို့မရဘူးဆိုတာလက်ခံထားရပါတယ်ဒါပေမဲ့ဒီဖိနှိပ်မှုတွေအားလုံးထဲမှာအဆိုးဆုံးကပါလဲသိလားဖိနှိပ်ခံနေရတဲ့သူကိုယ်တိုင်ကဒါဖြစ်တဲ့တယ်လို့ထင်နေအောင်အုံနောက်ထဲရိုက်တွင်ပေးလိုက်တာပါပဲအပြင်ကရန်သူကိုတိုက်ဖို့ကလွယ်ပါသေးတယ်ဒါမတရားဘူးလို့စိတ်ကသိနေရင်တွန်းလှန်တာမတွန်းလှန်တာခဏထားစိတ်ငြင်းချမ်းမှုကမပြောက်တည်ဘူးဒါပေမဲ့ကိုယ့်ရဲ့အုံနောက်ကဒါပဲနေအတွက်တစ်တော့တာလို့လက်ခံလိုက်ပြီးဆိုရင်တော့ဘယ်သူမှကယ်လို့မရတော့ဘူးအစိတ်အတောက်ဆက်ဆံရေးမှာပိတ်မိနေသူတွေဟာဘာလို့မယုံထွက်နိုင်တာလဲသူတို့ကငငယ်ကလေးကချစ်မခံရဖို့ထိုက်တန်တယ်လို့တွေးလာကြတယ်ကိုတန်ဖိုးမထားတတ်တဲ့အခါကိုလေးစားမှုမရှိဆက်ဆံနေတာကိုတော့ဒါတာမှန်ပဲလို့ထင်နေတော့တယ်ယုံထွက်ရကောင်းမှန်းကိုမသိတော့ဘူးဒုတိယဥပမာကနိုင်ငံရေးနဲ့ပညာရေးဒီထက်ပိုကြီးတဲ့ဥပမာကိုကြည့်အောင်နိုင်ငံရေးအာဏာရှင်ဖိနှိပ်တာကိုမကြိုက်ဘူးဆိုရင်တော်သေးတယ်ဘာလို့မှကဲတင်မရတာကဒါဖြစ်တဲ့လေလေလို့ယူဆထားကြတဲ့လူတွေပဲမေးဖို့မမေးတတ်တဲ့စဉ်းစားပုံကိုထိန်းချုပ်ခံထားရတဲ့ပညာရေးအားနည်းသူတွေမှာအတွေ့ရများတယ်နောက်ဆုံးဥပမာကဘာသာရေးအမျိုးသမီးတွေဖျားပေါ်မတက်ရတဲ့ကိစ္စလိုပေါ့ဒါဟာဖျားဟောမဟုတ်မှန်တိနေပေမဲ့နှစ်ပေါင်းများစွာတွင်တင်ခံခဲ့ရတဲ့ယုံကြည်မှုကနေမလွတ်မြောက်နိုင်ကြတော့ဘူးကိုကငါတို့အမျိုးသမီးတွေကဖုံးနေတယ်လို့မြင်နေတော့တာဒီတော့ကုညီဖို့လာတဲ့လူတွေကိုပါသူတို့ကလိုက်ကန့်ကွက်နေကြတယ်ဒါကိုဘလို့ဖြေရှာကြမလဲကိုထိလက်ရောက်နှိပ်စက်တာကတစ်ချိန်ချိန်လွတ်မြောက်နိုင်သေးတယ်ဒါပေမဲ့မင်းမှာအပြစ်ရှိတယ်မင်းဒီလိုဆက်ဆံခံရဖို့ထိုက်တန်တယ်လို့ကောင်းတဲ့ရိုက်တွင်ထားတဲ့စိတ်ပိုင်ဆိုင်ရာအကြံဖတ်မှုကတော့လွတ်မြောက်ဖို့ပိုခက်တယ်ဒါကြောင့်လဲနယ်ဆင်မင်ဒရဲလာကဘာပြောလဲလောကကြီးကိုပြောင်းလဲဖို့အစွမ်းထက်ဆုံးလက်နက်ကပညာရေးပဲတဲ့ကျွန်တော်တို့ရဲ့စိတ်ကိုလွတ်လပ်အောင်လုပ်နိုင်ဖို့ကိုအပြစ်မတင်ပဲနေနိုင်ဖို့အပြင်ကအတန်တွေကိုရပ်လိုက်ပါကိုအတွင်းစိတ်ကိုပညာပေးပါတကယ်တော့ဒီအမိုက်တိုက်တွေကကိုစီမာတင်အဆုံးသတ်နိုင်တဲ့သူဟာတကယ်သူရဲကောင်းပါပဲ